Kitarana dilan bari bona Panadi bada Viramani dega badam namadi yami Adena dana Viramani dega badam namadi yami Kame dume zazara Viramani dega badam namadi yami Muda wada Viramani dega badam namadi yami Tura mera ya meza bamada dhana Viramani dega badam namadi yami Dada wana long bia biang uduragang bang no Tong meten duragang do di Tivira tambadi daya kena luna naiban Tong nando chanda gu beda swada dong Tidara nena bebe jidaji beda Tong ma asong ya tala nagaw ne daha dagawam Mensenga damana ora enga ngara ne biesona mudo Ariya dana ariya bagwa boundu di Adane lele yudaga chikamyano ne da ado Dila enga ngaba shido dila ramyago Abamade na Mame malayo mabo masado dadideya pien Tamba de tha Kaung zwa ma dwe bie song aung Adong naing ja ba si kong dadi Halon dia mo khin dia mana khin dia ho ban shin phit do Tong loka thuda tabe nyu phaya ko Namo tata tong chain phit Shiko karo jaya ang ke alon la uthi Namo tata bhagavato arahato Dhamma Sambuddhassa Namo tata bhagavato arahato Dhamma Sambuddhassa Namo tata bhagavato arahato Dhamma Sambuddhassa Phaya Sư Cô Bi em nhất đạo bù jaya ang cô yên ca đa khao đàn bi ba mê Cô vô đều phá ba đều u đều đờ đờ đều gắn na khao chủ gia ba Cô sinh nạp giang Thế gian quang Chán ta gia ba di Nhiệt đàn na lông Cô di tô Xuyên biêu gia ba di Nhiệt đà ye
ကိုစီဖြံအေးချမ်းကြပါစေမြေတာယံသူဒေါတမူအပူကင်းပါစေခန္ဒီဤယံဒေါတမတွန်းလာနိုင်ပါစေခန္ဒီနှလုံးအစင်သုံးရွှင်ပြုံးကြပါစေဒုမြေတာစွမ်းကပါလွမ်းငြိမ်းချမ်းကြပါစေကဲအားလုံးသာဓုခေါ်သာဓုသာဓုသာဓုအားလုံးဘိုးဘိုးတို့ဘွားဘွားတို့အားလုံးမင်္ဂလာပါဘိုးဘိုးတို့ဘွားဘွားတို့နဲ့ကိုရင်နဲ့အတိတ်ကပဋ္ဌာန်းဆိုင်ရှိလို့ရေဆိုင်ရှိလို့ဆောင်ရကြုံရတာဝမ်းသာပါတယ်ကိုရင်ကလည်းပဲအခုလိုကိုဘိုးဘိုးဘွားဘွားတွေကိုတရားနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ရတာဝမ်းသာပါတယ်ဒီကနေ့တိရိမင်္ဂလာကြောင့်ဆရာတော်ဘုရားကြီးဤဘုံရိပ်ခံရိပ်မေတ္တာရိပ်ကိုခိုးလုံးကဟောကြားအပ်တော်တရားတော်ရဲ့အမည်ကနောင်တတတ္တိကြမြတ်ရေပြောပါတယ်လေနောင်တတတ္တိကြမြတ်ရေအရာရနဲ့ဒီနေရာမှာဘိုးဘိုးဦးတင်ရှင်ဒုထရှင်ကုမ္ပဏီမိသားစုမှ300ကျပ်လူရမ်းပါတယ်ဦးမင်းဦးတော်ဆိုကြမောမိသားစုမြင်မရ7သိန်းချမ်းဦးရအေတော်ဆိုကြလိုက်မိသားစု7သိန်းချမ်းကိုနိုင်ငယ်မတ်တောက်မိသားစုမြို့တစ်4ရက်6သိန်းချမ်းယနေ့ညတရားပွဲနိုင်ဟောကြားအပ်တော်တရားတော်ရဲ့အမည်ကပါတယ်လေနောင်တတတ္တိကြမြတ်ရေဒီကနေ့ဘိုးဘိုးဦးတင်ရှင်ဘိုးဘိုးဦးတင်အောင်ဘိုးဘိုးဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရင်ဒီကိုရောက်လာတာပါအခုလိုမျိုးဆောင်ရကြောင်ရတာဒီလည်းပဲဘိုးဘိုးတို့ဝါပါတို့ကိုရင်တို့ကရှမ်းသူလားမိသားစုတွေလားမိသားစုတွေရတာနဲ့ဘိုးဘိုးဦးတင်ရှင်ဘိုးဘိုးဦးတင်အောင်ဘိုးဘိုးဦးစိုးပိုင်တို့ဤကျေးဇူးကြောင့်ကိုရင်အခုလိုမျိုးဒီကိုရောက်လာတာပါအားလုံးကမိသားစုတွေပါပဲပြောပါရပါလေအဲ့အရာနဲ့တရားမဟောခင်အရင်ဆုံးဝိပဿနာလင်္ကာလေးကိုအရင်ဆုံးတိုင်းမေမေလိုက်ဆိုအချိန်တိုင်းမှာငါခန္ဓာအိုရာစီတို့တွားနေသည်မအိုသေးခင်
နာသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီအချိန်တိုင်းမှာငါခန္ဓာသေရာစီတိုးသွားနေသည်မသေးသေးခင်ငါကြိုတင်ပြင်ဆင်ထားမှတော်တော်မီဘဝတို့ဘာဘာတို့ကိုရင်တို့အခုရတာတဲ့ခန္ဓာသည်နေရမယ့်ခန္ဓာလားသိရမယ့်ခန္ဓာလားတနေ့တနေ့ဘယ်ကိုသွားနေတာပါလဲကိုရာစီကိုနာရာစီကိုတေရာစီတို့သွားနေတယ်တရားရနဲ့မိုးခင်မနာခင်မသိခင်လေးမှာချိုးတင်ပြီးတော့ကုသိုလ်ကောင်းမှုလေးတွေချိုးတင်ပြင်ဆင်ထားဖို့မလိုဘူးလားမိဘချေစုစာတရားဝဲပြောပါတရားဝဲပါလေတရားရနဲ့မိုးခင်မနာခင်မသိခင်လေးမှာလည်းပဲကိုယ့်ရဲ့မိဘကိုချေစုစာဖို့မလိုဘူးလားလိုတဲ့ရတာနဲ့ဒီနေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကိုညတကောင်ရဲ့အချိန်မှာနတ်သားတယောက်ကလာလျှောက်တယ်။ဘာလာလျှောက်တယ်လဲဆိုလို့ရှိရင်အရှင်ဘုရားတဲ့အလူတွေအများကြီးရှိတဲ့အထဲမှာဘယ်အလူကအမြတ်ဆုံးပါလဲဘုရားလို့လျှောက်တယ်။ပြောဘလို့လျှောက်ပါသလဲ။အရာရနဲ့ကိုယ်လင်္ကာလေးဒါမဲမဲလိုက်ဆိုအလူအမြတ်ရှိတယ်ညာဘယ်အလူကအမြတ်ဆုံးလဲအလူအမြတ်ရှိတယ်ညာဘယ်အလူကအမြတ်ဆုံးလဲတစ်ခါလောက်ဆိုကြည့်ပါဦးဘယ်အားဒီလို့ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဘလို့ပြန်ပြီးတော့မိန်တော်မူတယ်လဲဆိုလို့ရှင်ကဲလိုက်ဆိုအလူအမြ